ရန်နောက်ကလည်းမင်းကလေးတယောက်ကတကယ်တော့အီယမ်မှမြေခွေးဖြူမလေးတကောင်ဖြစ်နေတယ်ဆိုတော့ယုံနိုင်မှမလားရှင်းအောင်ပုံမြင်နေတဲ့မှာပဲရှိတယ်လို့ထင်ရတဲ့လိပ်စာလို့ခေါ်တဲ့နတ်ဆုံးမျိုးနွယ်စုတွေဟာတကယ်တော့လူသားတွေကြားမှာပဲရောနှောလီနေထိုင်နေကြတာပါသူတို့ကိုလိပ်စာဒုစီမံခန့်ခွဲရေးခွဲကနေစောင့်ကြည့်ထိန်းချုပ်ထားပါတယ်ရွှေရွှိုက်ဆိုတဲ့ကောင်လေးဟာကျွေးတွေပြီးပြီးတိရစ္ဆာန်ရုံမှာအလုံးလုံးနေရတဲ့တာမန်လူသားတစ်ယောက်ပါဒီနေ့မှာတော့သူဟာအရန်ကိုလာပါတဲ့မင်းကလေးရှောင်းပိုင်နဲ့စုံတွေ့ခဲ့ပါတယ်ဒါပေမဲ့ရှောင်းပိုင်ဟာတာမန်မင်းကလေးမဟုတ်ပဲစွမ်းထက်တဲ့ရေခွေးဖြူမျိုးနွယ်စုဝင်တစ်ယောက်ဖြစ်နေတာပါရှောင်းပိုင်ဟာငယ်ငယ်ကသူမရဲ့အသက်ကိုကယ်တင်ခဲ့မှုတဲ့ရွှန်ရွှိုက်ကိုကျေးဇူးဆက်ဖို့နဲ့လက်ထပ်ဖို့အတွက်လူသားလောကကိုကမင်ဆင်းလာခဲ့တာပါရွှန်ရွှိုက်ကတော့သူမကိုစိတ်ရောဂါတယ်လို့ထင်ပြီးရှောင်ပြေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရှောင်းပိုင်ဟာသူမရဲ့စွမ်းတွေကိုတုံးပြီးရွှန်ရွှိုက်နောက်ကိုတကောက်ကောက်လိုက်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ရှောင်းပိုင်ဟာရွှန်ရွှိုက်ရုံအောင်ရက်ပြင်းစားတစ်မျိုးကိုတောက်ပြပြီးသူမရဲ့ရေခွေးဖြူပုံစံကိုပြောင်းလဲပြလိုက်ပါတယ်ရှောင်းပိုင်ရဲ့မူရင်းပုံစံမှန်ကိုရွှန်ရွှိုက်တွေ့လိုက်ရတဲ့အခါမှာတော့သူဟာကြောက်လန့်တကြားနဲ့ထွက်ပြေးပါတော့တယ်လမ်းမှာတွေ့တဲ့လူတွေကိုကိုကြီးတောင်းမိမယ်ကိုလုံးကလည်းနောက်ကလိုက်လာတဲ့ရေခွေးဖြူမလေးရှောင်းပိုင်ကိုတွေ့ပြီးကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတော့တယ်ရှောင်းပိုင်ပုံနဲ့ပြောင်းလဲသွားတာကိုမိစ္ဆာထူးစီမံခန့်ခွဲရေးဌာနကတည်သွားပြီးရှောင်းပိုင်စီကိုလိုက်လာကြပါတော့တယ်ထွက်ပြေးနေတဲ့ရွှေရွှိုက်ကအိမ်တိန်ရဲ့အပေါ်ဆုံးဓာတ်ကိုရောက်သွားပြီးလွတ်ပြီလို့ထင်နေတော့မှရေခွေးမလေးနဲ့တက်တိုးပါတော့တယ်ရွှေရွှိုက်လည်းလန့်ပြီးနောက်လှည့်ပြန်ပြေးတာခလုတ်တိုက်ပြီးတိုက်ပေါ်ကပြုတ်ကျသွားပါတော့တယ်ပြုတ်ကျလာတဲ့သူ့ကိုရှောင်းပိုင်နောက်လိုက်လာတဲ့မိစ္ဆာထူးစီမံခန့်ခွဲရေးဌာနမှူးခုံကကယ်လိုက်ပါတယ်အဲ့ဒီချိန်မှာရွှေရွှိုက်ကတော့သတိမေ့နေပါပြီဌာနမှူးခုံကလမ်းမှာရှောင်းပိုင်ကိုတွေ့ခဲ့တဲ့သူတွေရဲ့မှတ်ဉာဏ်ကိုချက်ပစ်ဖို့သူ့လူတွေကိုမိတ်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲရှောင်းပိုင်ရောက်လာကမူးပြီးတော့ဌာနမှူးကောင်ကိုရန်တွေ့တော့ဟုံလဲဘာမှမပြောနိုင်ပဲရှောင်းပိုင်ရဲသမျှကိုခံနေရပါတယ်မှတ်ဉာဏ်ပြတ်တဲ့ပစ္စည်းတွေရင်ရွှိုက်ချီလာနေတဲ့လမ်းမှာပဲရှောင်းပိုင်ကဖြက်စီးပြလိုက်ပြီးရင်ရွှိုက်ပေါင်ကဒဏ်ရာကိုတင်းစစ်ထည့်ခိုင်းလိုက်ပါတယ်တကယ်တော့ရှောင်းပိုင်နဲ့ဌာနမှူးကောင်ကရန်ခင်တဲ့ပင်ငယ်ချင်းတွေပါနောက်ဆုံးဌာနမှူးကမူးနေတဲ့ရှောင်းပိုင်ကိုကြောပိုးခေါ်သွားပြီးရင်ရွှိုက်ကတော့အဲ့ဒီနေရာမှာပဲကြံနေခဲ့ပါတယ်ဝေစားမပါပဲဘောင်းမီတိုလေးနဲ့မေ့လွဲနေတဲ့ရွှေရွှိုက်တရားလူတွေဝိုင်းကြည့်နေတဲ့အချိန်မှာပဲသတိရလာပြီးရှက်ရှက်နဲ့ထွက်ပြေးလာခဲ့ပါတယ်သူနေတဲ့တိရစ္ဆာန်ရုံကိုပြန်ရောက်ပြီးတိတ်မကြခင်မှာပဲအကျွေးတောင်းတဲ့လူမိုက်တွေရောက်လာပါတယ်အဲ့ဒီချိန်မှာပဲရှောင်းပိုင်ရောက်လာပြီးဌာနမှုကောင်ကရှင့်ကိုမှတ်ညံဖြတ်လိုက်သေးလားကျွန်တော်တို့လည်းလို့မေးလိုက်တဲ့အခါရင်ရွှိုက်ကမင်းကမြေခွေးမလေးလို့ပြောလိုက်တော့မှရှောင်းပိုင်လည်းပျော်သွားပါတယ်လူမိုက်တွေကရင်ရွှိုက်စီကကျွေးတောင်းရင်းစကားများနေကြတော့မှပဲရုတ်တရက်ကြောက်လန့်ကြထွက်ပြေးကုန်ကြတော့ရင်ရွှိုက်လည်းနောက်လည်းကြည့်လိုက်တာရှောင်းပိုင်ကရေခွေးမျက်နှာပြောင်းထားတာကိုမြင်ပြီးသူလည်းထွက်ပြေးပါတော့တယ်ပြေးနေရင်မှတ်ညံပြတ်တဲ့ပစ္စည်းလေးရင်ရွှိုက်နာရောက်လာတဲ့နဲ့ရှောင်းပိုင်ရောက်လာပြီးဖြက်စီးပြစ်လိုက်ပါတယ်ရင်ရွှိုက်ကအလိုပဲထွက်ပြေးပြီးရှောင်းပိုင်လက်ကမလွတ်နိုင်ပဲဖြစ်နေပါတယ်ဒုံချောင်းလေးတစ်ချောင်းကိုယူပြီးဒါကိုပြန်ကောက်ပေးမလားဆိုပြီးပြစ်လိုက်တော့ရှောင်းပိုင်ကပြန်ကောက်ပေးတာကိုတွေးပြီးကြောက်ခဲတစ်လုံးကိုခါဝေးဝေးပြစ်လိုက်ပြီးတော့ရှောင်းပိုင်တော့ကောက်နေတော့မြန်ထွက်ပြေးလာခဲ့ပါတယ်ရှောင်းပိုင်ချောင်းကိုခေါင်းဆောင်ရင်တီးသွားပြီးမိစ္ဆာအထူးစီမံခန့်ခွဲရေးဌာနကိုရောက်လာပါတယ်ခေါင်းဆောင်ရင်ကလူသားနဲ့မိစ္ဆာတွေကြားမှာကြီးကြိုက်တာဟာမိစ္ဆာလောကရဲ့အကြီးမားဆုံးရာဇဝတ်မှုတစ်ခုပဲရေခွေးဖြူမလေးဟာရှားပါးမျိုးနဲ့ဝင်ဖြစ်တဲ့အတွက်လူတွေကြောင့်ညှဉ်းနှံလို့မရဘူးကားစီရမှာမင်းနိုင်ငံရဲ့တာဝန်ဖြစ်ကြောင်းဌာနမှုပုံကိုပြောသွားခဲ့ပါတယ်နောက်တစ်နေ့ရောက်တော့မေရွှိုက်ကကျွေးတွေအတွက်ဟန်ဆောင်လက်ထပ်ပြီးအဆန်ရှာဖို့လုပ်နေတော့ရှောင်းပိုင်ရောက်လာတာကြောင့်ပျက်စီးသွားခဲ့ရပါတယ်ရေရွှိုက်လည်းရှောင်းပိုင်ရဲ့နားမလည်နိုင်မှုပေါ်စိတ်တူသွားပြီးអော်လိုက်တော့ရှောင်းပိုင်ကငိုပြီးထွက်ပြေးသွားခဲ့ပါတယ်ရေရွှိုက်လည်းစိတ်ပြက်လက်ပြက်နဲ့ထွက်လာရင်လမ်းမှာခေါင်းဆောင်ချင်းတို့နဲ့တွေ့ပါတယ်ခေါင်းဆောင်ရင်ကသူဟာလိပ်စာတွေကိုစူးစမ်းလေ့လာတဲ့လှုပ်ဝက်အဖွဲ့အစည်းကပေါင်ပေါက်ခပါလို့ရေရွှိုက်ကိုလိန်လိုက်ပါလားပြီးတော့မင်းကိုမြေခွေးပြူတကောင်နဲ့နှောက်ယှက်နေတယ်မလားသူ့ကိုဖမ်းဖို့အတွက်ဒါလေးကိုသူ့လေပင်နဲ့ထိုးလိုက်ရုံမှာပဲဆိုပြီးစီးတော့တစ်ချောင်းကိုပေးလိုက်ပါတယ်အဲ့ဒီလောက်စင်ပြေရင်နင်းကျွေးတွေကုန်စင်ပြေပြီးအေးချမ်းသွားလိမ့်မယ်ဆိုပြီးဆီယံငွေတစ်ထက်ကြီးတောင်ပေးခဲ့ပါသေးတယ်အဲ့ဒီလိုနဲ့ရေရွှိုက်လဲရှောင်းပိုင်ကိုလိုက်ရှာရင်ဇာဝုန်းတစ်ခုမှာဘိုးကိုလည်းလိုက်ကောက်နေတဲ့ရှောင်းပိုင်ကိုတွေ့လိုက်ရပါတယ်တကယ်တော့ရေရွှိုက်လူနေတဲ့ငွေကိုပူရှာပေးနေတာပါရေရွှိုက်ကရှောင်းပိုင်ကိုနောက်ကနေစီးတော့နဲ့ထိုးကိုလှုပ်လိုက်ပင်လေသူမထိုးရခဲ့ပါဘူးသူကလိုက်ကွက်တစ်ခုကိုလက်ညှိုးထိုးပြပြီးငါသာမင်းကလေးဖြစ်ခဲ့ရင်အဲ့ဒီမှာအလုပ်သွားလို့မှပတ်စံလွယ်လွယ်ရတယ်လို့ပြောလိုက်ပါတယ်ရေရွှိုက်ကသူ့ဘဝအကြောင်းကိုပြောပြနေရင်ရှောင်းပိုင်ကငါငဲ့ရဖန်ပါပဲလို့ပြောလိုက်တော့ရေရွှိုက်ကထင်ထားခဲ့ဘူးငါရဲ့တူးတီးသောခန္ဓာမြေခွေးမှလေးဖြစ်နေမယ်လို့စဉ်းစားရင်နောက်လည်းကြည့်လိုက်တော့ရှောင်းပိုင်ကမရှိတော့ပါဘူးတကယ်တော့ရှောင်းပိုင်ဟာရေရွှိုက်ပြောတဲ့ night club ထဲမှာပတ်စံရှာဖို့ရောက်သွားခဲ့ပါလေကျဲရောက်တော့ရှောင်းပိုင်က
ဆန့်ရှာဖို့အသေးအတန်ကြိုးစားနေချိန်ရွှေရှိုက်ကလည်းရှောင်းပိုင်ကိုလိုက်ရှာနေပါတယ်အဲ့ဒီချိန်ခေါင်းဆောင်ရင်လည်းလိုက်ကလပ်ထဲကိုရောက်လာပါတော့တယ်ကံကောင်းရင်တော့ရှောင်းပိုင်တို့ကရင်ထွက်သွားခဲ့ပြီလို့လွတ်သွားခဲ့ပါတယ်တနေရာရောက်တော့ရွှေရှိုက်ကမမောက်ခရင်ပေးထားတဲ့စီးတစ်ဝက်ကိုထုတ်ပြပြီးနောက်တစ်ခါလိုက်ကလပ်သွားရင်ဒါနဲ့ထိုးလိုက်မယ်ထိုးပြီးတာနဲ့ငှကြွေးတွေလည်းအကုန်ကြီးပြီးဆိုပြီးရှောင်းပိုင်ကိုချင်းချောက်လိုက်ပါတယ်သူကမမောက်ခမဟုတ်ဘူးမိစ္ဆာစီမံကံဝေးဌာနကခေါင်းဆောင်မိစ္ဆာပဲလို့ရှောင်းပိုင်ကပြောလိုက်ပါတယ်ရှောင်းပိုင်ကဘလို့ပဲဖြစ်ဖြစ်ရွှေရှိုက်ကိုကျေးဇူးဆက်ဖို့လာတာဖြစ်တဲ့အတွက်စေးတိုးကံကိုလေပင်ကိုပို့ပေးလိုက်ပါတယ်အဲ့ဒီမူရလေးကိုကြည့်ပြီးရွှေရှိုက်ကရှောင်းပိုင်ကိုအံ့နဲ့မထိုးတော့ပဲရမ်းချစ်မိသွားခဲ့ပါတယ်ရိတ်ဆိုင်ရုံပြန်ရောက်တော့ရှောင်းပိုင်ကသူ့လက်ဘွားကိုဓာတ်နဲ့ခွဲလိုက်ပြီးရွှေရှိုက်ရဲ့လက်ဘွားကိုလည်းဓာတ်နဲ့ခွဲလိုက်ပါတယ်ပြီးတော့လက်ဘွားနှစ်ခုကိုပူးကပ်လိုက်ရင်စကားချို့ကိုရည်ရွတ်နေပါတယ်ပြီးတော့ရွှေရှိုက်ကိုငါတို့နှစ်ယောက်တွေးချင်းပလဲပြီးလက်ထပ်ပြီးပြီလို့ပြောလိုက်ပါတယ်ရွှေရှိုက်နဲ့ရှောင်းပိုင်တို့တရိတ်ဆိုင်ရုံခန်းထဲကနေထွက်လာတဲ့အချိန်မှာခေါင်းဆောင်ရင်တို့ပွင့်နေတဲ့တိုးပါတော့တယ်အဲ့ဒီနောက်ရှောင်းပိုင်တငယ်ချင်းဌာနမှုဟုံလည်းရောက်လာပါတယ်။ဟုံကခေါင်းဆောင်ရင်ကိုသူကိုယ်တိုင်ရှောင်းပိုင်ကိုဖမ်းမှမယ်ဆိုပြီးပြောပြီးတော့ရှောင်းပိုင်ပြစ်တွေကိုပြောပြီးစုနေပါတော့တယ်။အဲ့ဒီနောက်ဟုံကသူ့ကိုတွန်းထုတ်ပြီးထွက်ပြေးဖို့ရှောင်းပိုင်ကိုချက်ပြလိုက်ပါတယ်။ရှောင်းပိုင်လည်းဟုံကိုတွန်းပြီးစတင်တိုက်ခိုက်ပါတော့တယ်။ဟုံရဲ့လူတွေကလည်းရှောင်းပိုင်တို့ထွက်ပြေးဖို့ကူညီနေကြပါတယ်။အဲ့ဒီချိန်မှာပဲခေါင်းဆောင်ရင်ကရွှေရှိုက်ကိုဖမ်းသွားပြီးတစားကန်လောက်ကရှောင်းပိုင်ကိုအချက်ကင်ပါတော့တယ်။ရှောင်းပိုင်လည်းဘာမှမတတ်နိုင်တော့ပဲရှုံးပေးလိုက်ရပါတယ်။ခေါင်းဆောင်ရင်ကလက်မြောက်ထားတဲ့ရှောင်းပိုင်လက်ကိုကြည့်ပြီးသူတို့လက်ထပ်ပြီးသွားပြီဆိုတာကိုသိသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာရေရှာရဲ့အကျေးရှင်လူမိုက်တွေရောက်လာပြီးသူတို့ကိုရုပ်ချရိုက်နေတဲ့ထိပ်ပြီးနှောက်ယှက်ဖို့လုပ်ပါတော့တယ်။ခြေနေတွေရှုပ်ထွေးနေတော့ရှောင်းပိုင်ကအလွတ်ယုံပြီးရေခွေးပုံစံပြောင်းလာရေရှာကိုကြောပေါ်တင်ပြီးထွက်ပြေးပါတော့တယ်။ထွက်ပြေးသွားတဲ့ရှောင်းပိုင်တို့ကိုခေါင်းဆောင်ရင်တို့ဖက်ကနောက်ကနေလိုက်ပန်းစီးပေမဲ့ဘလို့မှဘာနိုင်ခဲ့ပါဘူး။အေးရင်နဲ့ဘိုးမျိုးတိုက်ကြီးရဲ့အပေါ်ဆုံးရောက်တဲ့အချိန်မှာတော့ခေါင်းဆောင်ရင်ကတေးသေးချာချာချိန်ပြီးရှောင်းပိုင်ကိုပြစ်လိုက်ပါတယ်။ရှောင်းပိုင်ကတိပြီးရှောင်းလိုက်တဲ့အတွက်သူ့မောက်ကိုမထိသွားခဲ့ပါဘူး။အဲဒီနောက်ခေါင်းဆောင်ရင်ကလည်းသူ့တောင်ပန်တွေကိုထုတ်ပြီးရှောင်းပိုင်တို့နောက်ကိုလိုက်ပါတော့တယ်။ဒါပေမဲ့တနေရာရောက်ခဏနားနေတော့မှတော့စီးတွဲပါတဲ့မြားတစ်ချောင်းကရှောင်းပိုင်ရဲ့ကြောကိုထိမှန်သွားပါတော့တယ်။မြားမှန်သွားတဲ့ရှောင်းပိုင်ကထွက်ပြေးရင်တောလေးကိုပြုတ်ကျသွားပါတယ်။ရှောင်းပိုင်ကရေရွှိုက်ကိုသူ့တငယ်ချင်းနာမည်ကြီးရုပ်ရှင်မင်းသမီးပင်းပင်းစီကိုဖုန်းဆက်ဖို့ပြောပါတယ်။ရေရွှိုက်ကလည်းရှောင်းပိုင်ကိုကြောပိုးပြီးပြေးရင်လမ်းမှာပင်းပင်းနဲ့တွေ့ပြီးလွတ်မြောက်သွားခဲ့ပါတယ်။ကားပေါ်ရောက်တော့ပင်းပင်းကရှောင်းပိုင်ရဲ့တိုင်ယာကိုစီးထည့်ပေးလိုက်ပြီးသူတို့နှစ်ယောက်လက်ထပ်ပြီးသွားတာကိုလည်းသိသွားခဲ့ပါတယ်။အဲဒီချိန်မှာခေါင်းဆောင်ရင်တို့ဘက်ကတငယ်ပြန်လို့ဈေးကုသခံနေရတဲ့ရေရွှိုက်ရဲ့အဖေကိုဖမ်းသွားတာသူတို့မသိလိုက်ပါဘူး။ပင်းပင်းကသူတို့ကိုသူ့ရဲ့ရိုက်ကွင်းနေရာကိုခေါ်သွားပြီးတရုတ်ဆောင်နေကြမှာရုပ်ဖြတ်ပြီးပုံခိုင်းလိုက်ပါတယ်။ခေါင်းဆောင်ရင်တို့ကလည်းနောက်ကနေရိုက်ကွင်းထိလိုက်လာနေခဲ့တာပါ။ရိုက်ကွင်းတာဝန်ခံကခေါင်းဆောင်ရင်တို့ဘက်ကိုတရုတ်ဆောင်နေမှတ်ပြီးဝေစားလဲပြီးကရိုက်ကွင်းနဲ့ထည့်လိုက်ပါတော့တယ်။လူတွေအများကြီးရှိနေတဲ့အတွက်ခေါင်းဆောင်ရင်တို့လည်းအရမ်းမလှုပ်ရှားရဲသေးပါဘူး။ရိုက်ကွင်းစားလို့လူတွေရှုံနေတော့မှရှောင်းမိုင်တို့လည်းထွက်ပြေးဖို့လုပ်တာကိုခေါင်းဆောင်ရင်ကလိုက်ခိုင်းပါတော့တယ်။သူတို့လက်ခံဒီမှာရေရှာရဲ့အဖေကိုတစားကန်လုပ်ပြီးအချက်ကင်ကစီးတွက်ကိုပြေးပြီးရှောင်းပိုင်ကိုထိုးဖို့ရေရှာကိုခိုင်းပါတော့တယ်။ရှောင်းပိုင်တွေ့ပြီးရောက်လာချိန်မှာတော့ရေရှာရဲ့အဖေကိုတွေ့ပြီးဘာမှမလုပ်နိုင်တော့ပါဘူး။အဲ့ဒါနဲ့ရှောင်းပိုင်လည်းရေရှာလက်ကိုဆွဲပြီးစီးတွက်ကိုသူ့လည်းပင်နဲ့ထိုးလိုက်ပါတော့တယ်။ဒဏ်ရာရသွားတဲ့ရှောင်းပိုင်ကိုကြည့်ရင်ရေရှာလည်းဘာမှမတတ်နိုင်တော့ပဲခေါင်းဆောင်ရင်တို့ကရှောင်းပိုင်ကိုဖမ်းသွားခဲ့ပါတယ်။လာအနေငယ်ကြာပြီးနောက်ရေရှာလည်းအကျွေးချေပြီးသူ့ဖေဆေးုံစီအဆင်ပြေသွားပြီနဲ့ရှောင်းပိုင်ကိုပဲတတိယနေခဲ့ပါတယ်။အဲ့ဒီချိန်မှာဌာနမှုအောင်နဲ့တွေ့ပြီးဟုံကသူ့ကြောင့်ရှောင်းပိုင်ဒီလိုဖြစ်ရတယ်ဆိုပြီးပြစ်တင်ပါတယ်။နောက်ဆုံးသူတို့နှစ်ယောက်ရှောင်းပိုင်ကိုကဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ရေရွှိုက်ကခေါင်းဆောင်ရင်ပုံစံရုပ်ဖြတ်ပြီးအိတ်ဆော်တွေဖမ်းထားတဲ့နေရာစီကိုထွက်လာခဲ့ပါတယ်။အဲ့ဒီနေရာရောက်မှာတော့ရေရွှိုက်ကခက်တီတီနဲ့စောင့်နေကိုဟောက်ပြီးရှောင်းပိုင်ကိုဖမ်းထားတဲ့နေရာကိုလိုက်ပို့ခိုင်းပါတယ်။ရှောင်းပိုင်ကိုတွေ့တဲ့အခါမှာတော့သူ့ကိုရှောင်းပိုင်ကလုံးဝမမှတ်မိတော့ပဲကြောက်ကန်တိုက်ခိုက်ပါတော့တယ်။ရေရွှိုက်လည်းအနာခံပြီးသူရန်တတိယနေကြောင်ပြောကရှောင်းပိုင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။ကန်ဆိုးခြင်းတော့ခေါင်းဆောင်ရင်ကရုတ်တရက်အဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။ရုပ်ဖြတ်ထားတဲ့ရင်ရွှိုက်နဲ့တကယ်အစ်စ်ခေါင်းဆောင်ရင်တို့ကိုကြည်ရင်စောင့်နေတဲ့ရှုပ်ထွေးကုန်ကြပါတယ်။အဲ့ဒီချိန်ရှောင်းပိုင်ကချုပ်ထားတာကနေလွတ်သွားပြီးအန်ဆောင်ထားတဲ့ရင်ရွှိုက်ကိုတိုက်ခတ်လိုက်တာကြောင့်အားလုံးလိမ်ပေါ်သွားခဲ့ပါတယ်။အမျော်လင့်ပဲချုပ်သားမိစ္ဆာတွေလွတ်လာတဲ့အတွက်ခြေနေကဘလို့ရှုပ်ထွေးကုန်ပါတယ်။ခေါင်းဆောင်ရင်လည်းချုပ်သားတွေကြားမှာအထိနာပြီးတောင်ပန်နေတော့ဆက်ပြတ်ကုန်ပါတယ်။သူကနောက်ဆုံးကြံတဲ့အားနဲ့ရှောင်းပိုင်ကိုဓာတ်နဲ့ထိုးဖို့လုပ်တာကိုမေရှိုက်ကဝင်သားလိုက်လို့သူ့ကိုထိုးမိသွားပါတယ်။အဲ့ဒီချိန်ရှောင်းပိုင်ကမေရှိုက်ကိုမှတ်မိသွားပြီးဒေါသထွက်သွားကခေါင်းဆောင်ရင်ကိုအေဘင်းကနေဆွဲပြီးအပြင်ကိုလွှင့်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မေရှိုက်တေးပြီးတင်တဲ့ရှောင်းပိုင်ကငိုနေတော့မှမေရှိုက်ကလူနာတင်ရင်ကိုမြန်ခေါ်ခိုင်းလိုက်ပါတော့တယ်။ခေါင်းဆောင်ရင်မရှိတဲ့နောက်မိစ္ဆာနဲ့လူသားစည်းမျဉ်းဥပဒေတွေလည်းပြောင်းလဲသွားပြီး
မြေခွေးမာလီနဲ့ရေရှိုက်တို့ကိုလည်းတရားဝင်လက်ထပ်ခွင့်ပြုလိုက်ပါတယ်။ရှောင်းပိုက်ဘက်ကဆွေမျိုးတွေကိုတွားတွေ့ကိုရထားစီးနေချိန်မှာရေရှိုက်ကသူတို့နှစ်ယောက်ကလေးမွေးရင်ဘာပုံစံလေးလဲလို့ရှောင်းပိုက်ကိုမြည်လိုက်တာတခါမှဒီလိုပေါင်းဆက်မှုမျိုးမရှိဘူးတော့သူလည်းမသိဘူးခံမှန်းကြီးကတော့လက်6ချောင်းခေါင်း3လုံးပေါ်လာနိုင်တယ်လို့ပဲပြောပါတော့တယ်ဇလန်းအဆုံးမှာလူသားနဲ့မိစ္ဆာဆိုတဲ့ချားနာချက်တွေကိုကြော်လွှားပြီးရေရှိုက်နဲ့ရှောင်းပိုင်တို့ဟာလူသားလောကမှာပဲအေးအေးချမ်းချမ်းလက်တွဲနေတိုင်းသွားကြပါတော့တယ်